ရောက်တဲ့ဖြတ်တန်းခဲ့ရပါတယ်တရားတဲ့အဖို့ပေးတဲ့နေ့တွေကိုရှာနေတဲ့အချစ်ကိုအခုထိမတွေ့သေးပါဘယ်စီမှသိရှောင်လို့ပုံနေလေဘာလဲရုပ်ဆိုးလို့မချစ်တာလားပညာမတည့်စင်ရလို့မချစ်တာလားလို့ချင်တဲ့ကိုယ်ကိုအလေးနဲ့ထားပြီးချင်တဲ့သူဒီကဘာမှတရားရောက်တော့ရှိမှာပါအခုဆိုလူပြိုကြီးဖြစ်လို့နေအထီးကျန်စွာနေထိုင်နေရတယ်မနဲ့ပြန်ဘယ်လိုရှစ်ဆက်ရမလဲအချစ်တွေပိုရှန်နေရင်ထဲမှာပိုင်ဆိုင်ချင်